Champion League 16သိန်းရှုံးထွက်အဆင့်ပထမကြော့အပြီးမှာပဲ16သိန်းရှုံးထွက်အဆင့်နဲ့ကျင်းနေရဖို့တေချာတလောက်ရှိသွားပြီဖြစ်တဲ့အင်္ဂလန်သင်း3သင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ Champion League 16သိန်းရှုံးထွက်အဆင့်ပထမကြော့ပွဲစဉ်တွေကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီနေ့ရာသီမှာတော့16သိန်းရှုံးထွက်အဆင့်ကိုအင်္ဂလန်ကလပ်အသင်းတွေက6သင်းထိဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်သို့ပေမဲ့လည်းပထမကြော့ပွဲစဉ်တွေပြီးမှာတော့အဆိုပါ6သင်းစလုံးကတသင်းမှနိုင်ပွဲရရှိခဲ့ကြတာမဟုတ်ပါဘူးနျူကာဆယ်အသင်းကသူတို့ရဲ့အိမ်ကွင်းမှာဘာစီလိုနာနဲ့တစ်ဖက်တစ်ကိုးစီတည်ကြခဲ့ပြီးတော့လီဗာပူးအသင်းကဂလာတာဆာရီအသင်းရဲ့အိမ်ကွင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့အရေးနှင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ဘိုင်ယန်လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်တစ်ကိုးစီတည်ကြခဲ့တဲ့အပြင်တော်တင်ဟော့စပါအသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာ5-2ဆိုတဲ့ရလဒ်နဲ့ရှုံးပေးခဲ့ရတာဖြစ်ပါတယ်။မန်ချက်စတာစီးတီးအသင်းကတော့ရီယယ်မက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာ3-0နဲ့အရေးနှင်းခဲ့ပြီးတော့ကျွန်တော်တို့ချယ်ဆီအသင်းကလည်း PSG အသင်းရဲ့အိမ်ကွင်းမှာ5-2ဆိုတဲ့ရလဒ်နဲ့အချက်တစ်ပွဲကိုအရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ရာသီအင်္ဂလန်သင်းရဲ့ဆွဲဆောင်ရည်တွေကတော့ဘောလုံးကြီးပရိသတ်တွေကိုအားသိစေခဲ့တာဖြစ်ပါတယ်။အဆိုပါ6သင်းတွေကမှနျူကာဆယ်၊အာဆင်နယ်နဲ့လီဗာပူးသင်းတို့ကဒုတိယကြော့မှာအနိုင်ယူနိုင်ရင်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အခွင့်အရေးရှိသေးပေမဲ့လည်းစပါးမန်စီးတီးနဲ့ကျွန်တော်တို့ချက်စီးသင်းတို့ကတော့ဒုတိယကြော့မှာအနိုင်ကစားရုံနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာမဟုတ်ဘဲနဲ့3ဂိုးနဲ့အထက်နိုင်ကစားနိုင်မှသာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပွဲမကစားခင်တည်းကပြိုင်ဘက်အသင်းကို3ဂိုးကျော်ပေးပြီးတော့ကစားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့16သိန်းရှုံးထွက်အဆင့်မှာနေမဲ့နှုတ်ဆက်ရဖို့ကတေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ချန်ပီယံလိပြိုင်ပွဲတွေမှာကမထင်မှတ်ထားတာတွေလောက်ပြတတ်တယ်ဆိုပေမဲ့လည်းဒီ3သင်းတွေကဘယ်တစ်သင်းကမှမထင်မှတ်ထားတာတွေလောက်ပြသွားအောင်လဲဆိုတော့ဟိုညီကိုတို့အနေနဲ့ကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။